အားလုံးပဲမင်္ဂလာပါကျွန်တော်မိတ်ဆွေတငယ်ချင်းများအတွက်အလားစင်ခုံတသေးလေးတွေလောက်ပုံလုံးနည်းလေးပြန်လဲမျှဝေလိုက်ပါတယ်ဒီခုံလေးရဲ့ပုံစံလေးကတော့ခန်းဆန်းဆန်းလေးပေါ့နော်ကျွန်တော်တို့စောင်းကားဒီ S အမြောင်လေးပုံစံပေါ့နော်ခါလဲရပင်ပြားကို crop ထားပြီးတော့ကြည့်လို့ထားတဲ့ပုံလေးပါမျက်လုံးထဲမှာအမြင်စမ်းစီရဲ့ဒီဇိုင်းလေးလည်းဖြစ်ပါတယ်ပေါ့နော်ဒါလေးကိုပြန်လဲမျှဝေလိုက်ပါတယ်ဒါ crop အဆိုင်လေးပေါ့နော်ဒါကတော့နှကန်းဆောင်းနေညီအောင်လို့ပြင်ပြားတင်ဖို့ပေါ့နော်ပြင်ပြားအပေါ်ထပ်အုပ်ဆောင်းညီအောင်လို့ရှီကိုထိုးခြင်းဖြစ်ပါတယ်ဒါတော့ကော်ပန်နဲ့ပေါ်နေတာပေါ့နော်ဒါပြီးအပေါ်ကတင်ပြလေးအုပ်ပြီပေါ့နော်ကြည်လိုက်ကြည့်အောင်နဲ့ပြင်အမြင်တော်တော်လေးကိုစမ်းပါတယ်ကိုအိမ်မှာပန်းအလှဆင်ပန်းအိုးလေးတွေတင်တဲ့အခါမှာဒီလိုဒီဇိုင်းပုံစံမျိုးလေးတင်နေဆိုရင်ဒီအေကန်နေမှာတော်တော်လေးကိုတင်တယ်ပေါ့နော်ဒါကတော့သူတက်ရိုက်နေတာပေါ့နော်ဒါကအောက်ချုပ်ပေါ်ချုပ်ပြီးသွားပြီပေါ့နော်အားလုံးကော်ဘတ်တိုက်ပြီးသွားပြီအချောပြီးသွားပြီပေါ့နော်အားလုံးပြီးစီးသွားပြီ